အားလုံးပဲမင်္ဂလာပါစိန်တူးဒီ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်16ရက်နေ့တနင်္လာနေ့အတွက်ကိုကျွန်တော်နေ့တိုင်းပတ်တီလေးလက်ဆောင်လာတင်ပေးရဖြစ်ပါတယ်ကျွန်တော်16ရက်နေ့တနင်္လာနေ့အတွက်ကိုကျွန်တော်နေ့တိုင်းပတ်တီက3ညပိုင်း2ပိုင်းကျွန်တော်ဆော့မှာဖြစ်ပါတယ်အဲ့ဒီထဲမှာအမျိုးတွေအတွက်ကျွန်တော်တင်ခွက်အနေနဲ့ရွေးပေးထားတာတော့3ည3 2 3 3ည5 2 5ကိုကျွန်တော်တင်ခွက်အနေနဲ့ရွေးထုတ်ပေးထားပါတယ်ကျွန်တော်ရဲ့ Telegram နဲ့ Viber Channel ကိုမေးနေကြတဲ့မျိုးတွေအတွက်ကကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကတစ်ခုရေးဖြစ်ပါတယ်3ညကို601 108 6နဲ့ဖြစ်ပြီးတော့ Telegram နဲ့ကျွန်တော်ဖုန်းနံပါတ်ချင်းတူတူပဲဖြစ်ပါတယ်601 108 6နဲ့ပါ Telegram မှာစကန်ဖတ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို join ပေးလို့ရပါတယ်ဒီစကန်လေးကိုဖတ်ပေးရမှာပါကျွန်တော် Viber နံပါတ်ကလည်းကျွန်တော်3ညကို601 108 6နဲ့ကိုကျွန်တော်ရိုက်ထည့်ပြီးတော့ဒါကျွန်တော်ရဲ့ Viber channel လေးပါဒါကျွန်တော်တစ်ခုရဲသော Viber channel လေးဖြစ်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်16ရက်နေ့တနင်္လာနေ့အတွက်ကိုကျွန်တော်တို့3ညပိုင်း2ပိုင်းကိုပဆော့ပါမယ်เนาะစားရဖြစ်တဲ့အတွက်ကြောင့်ပလေးပဲဆော့ပေးပါကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးသွားလို့ရပါတယ်အားလုံးပဲတာသောနေ့ရက်လေးဖြစ်ပါစေဗျကျွန်တော်စိန်ပါ